ကျွန်တော်ကရန်သူကိုဗျာလို့ပြောလက်ပစ်လိုက်အမေသိရှော့နေကြတော့လေအဲလူရမ်းများများဖြစ်ချင်တော့မင်းစောက်ခွက်ကိုရှိကမင်းစောက်ခွက်ကိုရှိကလုံငါမေးဖိငါလုံးမတာအမေယူတွေကြိုက်တယ်ကွာအနောက်မှာကားသီးလာနေပြီနော်အေးလို့ကားသီးလာနေပြီအဲ့မျိုးဆိုလည်းမထိဘူးအဲ့မျိုးဆိုလည်းမထိဘူးမကြည့်လိုက်ထိဘူးကွာမထိဘူးအဲ့ဒါလေအဲ့မျိုးဆိုထိဟုတ်ကဲ့ခင်ဗျာဟုတ်ကောအဲ့လိုထိနေရှိတယ်ဗျာသိလားတော့ခွာမပြောင်းလဲဟဲ့သိလားအဲ့လိုထိအောင်ပြင်နေရှိတယ်ဗောနော်ကျွန်တော်တို့အော်ရှော့အဲ့မျိုးဆိုထိတယ်โอเคနောက်ဆုံး3ချက်မှာပြသွား bro မြင်တယ်နော်အဲ့နောက်ဆုံး3ချက်ကိုပညာကြီးအဲ့လိုအမြန်မာကြီးဟာရှော့